ပုံတိုင်းကြောင့်ပြောမလို့မိုးလေဝသအခြေအနေပေါ့ဗျာမိုးလေဝသအခြေအနေဒီနေ့2ရက်17လနော်2ရက်17လ2025နေ့ကျွန်တော်ကြည့်လိုက်တဲ့မိုးလေဝသအခြေအနေအဲ့မိုးလေဝသအခြေအနေအရဆိုလို့ရှိရင်လက်တလောရွာနေတဲ့ရန်ကုန်မှာအခုလက်တလောအများကြီးရွာနေတဲ့မိုးကဟိုတောင်တရုတ်ပင်လယ်တွေကမုန်တိုင်းကြောင့်မဟုတ်ဘူးကျွန်တော်တို့ဒီအခုဒီဘင်္ဂလားပင်လယ်အော်ထဲမှာပဲဖြစ်နေတဲ့ပသိမ်မြို့နားမှာဖြစ်နေတဲ့လေဆိုင်ဝဲကြောင့်ဖြစ်တာအဲ့ဒီပင်လယ်ထဲမှာဖြစ်နေတဲ့လေဆိုင်ဝဲအဲ့လေဆိုင်ဝဲက1ရက်2ရက်ဆိုလို့ရှိရင်သူရက်သွားမှာဒါပေမဲ့ဟိုးဘက်ကနေပြီးတော့အဲ့ဒီနောက်ဆက်တွဲမိုးအနေနဲ့တောင်တရုတ်ပင်လယ်တွေကနေဗီယက်နမ်ကမ်းလွန်ကိုဖြတ်ပြီးတော့ဗီယက်နမ်ကမ်းခြေကနေဖြတ်ဝင်လာမဲ့မုန်တိုင်းကြီးကြီးတစ်လုံးရှိသေးတယ်အဲ့မုန်တိုင်းကလာအိုတို့ဘာလို့ဖြတ်ပြီးတော့မြန်မာနိုင်ငံထဲကိုတော့မုန်တိုင်းကမရောက်လာဘူးဒါပေမဲ့ရေကြီးတာတို့ဝိုးရွာတာတို့မြေပြိုတာတို့ဖြစ်နေလောက်တဲ့အနေအထားတော့သူကအကျိုးတရားမှုရှိတိုင်းတယ်မိုးတွေရမ်းရွာလိမ့်မယ်အဲ့ဒါကအခုမုန်တိုင်းရဲ့ထုံးစံတောင်တရုတ်ပင်လယ်မှာဖြစ်တဲ့မုန်တိုင်းရဲ့ထုံးစံအတိုင်းဆိုလို့ရှိရင်မြန်မာနိုင်ငံအလဲပိုင်းနဲ့ရှမ်းကုန်းပြင်ကချင်ပြည်နယ်စသဖြင့်အဲ့လိုနေရာမျိုးတွေမှာမိုးများတတ်တယ်မိုးရွာတတ်တယ်အေယာဝတီမြင့်ညမှာမိုးတွေအရမ်းရွာမယ်မိုးတွေအရမ်းများမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံအတွင်းမှာရေကြီးရေရှမ်းမှုတွေဖြစ်နိုင်တယ်ကောက်ပင်တွေရိတ်သိမ်းတဲ့ယာတီဖြစ်လို့မိုးတွေအခုရွာနေတာကစပားရိတ်ဖို့တွေဘာတွေအတွက်အထောက်ခုဘာကြီးကျယ်ဒုက္ခရောက်နိုင်တယ်ပေါ့နော်အဆင်မပြေတွေဖြစ်နိုင်တယ်ဒါတွေတောင်သူတွေနဲ့ကြိုတင်ပြင်ဆင်လို့ရအောင်ပါနောက်ပြီးတော့မိုးတွေရွာတဲ့အတွက်ကြောင့်ရေကြီးတာတို့မြေပြိုတာတို့လည်းထူးသတိထားဖို့လိုပါတယ်ဟိုမိုးလေဝသဌာနကလည်းဒီမြေကြီးချင်းသတိပေးချက်တွေထုတ်ပြန်တယ်ပင်လယ်မှာဆိုလည်းလိုင်းကြီးမယ်ရေရှမ်းမယ်ဆိုတဲ့အနေအထားမျိုးတွေကိုဟိုထုတ်ပြန်ထားတာရှိပါတယ်ပေါ့နော်ဒါကန်လီကန်ဝေးငါဖမ်းသမားတွေနေလည်းအထူးသတိထားမယ်အချက်တွေပါမြစ်ထဲမှာနေရဲလူတွေမြစ်ကန်နားမှာနေရဲလူတွေတောင်နေနားမှာနေရဲလူတွေလည်းရေကြီးတာတို့မြေပြိုတာတို့ကိုအထူးသတိထားဖို့လိုတဲ့အနေအထားပါမြန်မာနိုင်ငံကတော့လောကပ်ဖေးတွေတစ်ခုပြီးတစ်ခုပါယူဆိုင်ကြပါဗျဘာပဲပြောသစ္စာလေးပါမျက်တရားတော့ကောင်းကောင်းသိမယ်ဆိုလို့ရှိရင်ဒီဒုက္ခတွေကနေပြီးကျွန်တော်တို့ကင်းလို့ခွင့်ရမှာလေ။ကြောင့်မို့သစ္စာလေးပါမျက်တရားကိုကောင်းစွာသိအောင်ကျင့်ကြံကြိုးကုပ်ပွားများအထောက်နိုင်ကြပါသေးဗျ။နောက်တစ်ချိန်မှာတွေ့ပါဦး။